ရှိရမလားဒီဟို social media ပေါ်မှာဟိုစာတွေရေးကြတယ်လေသူတို့လည်းသူတို့ feeling နဲ့ပေါ့နော်သူတို့မမားပါဘူးအဲ့လိုတွေရေးကြတော့ဟာငါလိုဘာမှတ်နေလို့လဲဘာဖြစ်လားညာဖြစ်လားပေါ့နော်ဒီလိုမျိုးတွေမြင်ရတော့အရင်တော့ကငါကြီးလားမသိဘူးပေါ့ဒီလိုမျိုးကိုပြန်မြင်ရမြင်ရတော့ဒါကနောက်ပိုင်းဆိုတော့ပြန်တိလာရလဲဆိုတော့ကိုပြန်ပြီးတော့အဝဲပြန်လောက်လိုက်တဲ့အချိန်မှာတိလာတာတခုကဒါကိုဒါဒီ insecure အရန်ဖြစ်နေလို့ကိုကာကွယ်ဖို့အတွက်ပေါ့နော်သူကကိုကာကွယ်ဖို့အတွက်စူးတွေကာရန်ထားသလိုအဲ့လိုမျိုးလည်းဖြစ်တယ်ပြီးတော့သူများတွေငါ့ကိုလာမထိရဲအောင်လို့ငါဒီလိုမျိုးအဲ့လိုမျိုးလုပ်တယ်လို့ကိုအခုနောက်ပိုင်းဆိုပိုထင်လာဒါကြောင့်မလို့အခုနောက်ပိုင်းကဘယ်သူတွေကကိုဘယ်လိုပြောကြည့်ရှင်ကြည့်မကြည့်ရှင်နေပြောချင်ပြောမပြောချင်နေအဲ့လိုမျိုးတွေကိုဂယုမဆိုင်တော့ဘဲနဲ့လေကိုလုံးဆရာရှိတာပဲကိုလုံးမရမှာခုခေတ်ကြီးမှာဆိုတော့ခေတ်တစ်ပေါ့နော်ဒီခုခေတ်တစ်မှာဆိုတော့အဲ့ဒါကြီးကိုဂယုဆိုင်နေရတဲ့ပဲကိုသွားချင်တဲ့ဟာကိုမရောက်တော့ဘူးဒါမှမဟုတ်လေလမ်းခုလက်မှာရက်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်လေမကြတဲ့မနဲ့ကြာနေတာမျိုးတို့မျိုးတွေဖြစ်လာကြတယ်တကယ်တော့လူတွေပေါ့နော်တော်တော်များများတာကိုယ့်ရဲ့အကျိုးအတွက်ပေါ့နော်ပြီးတော့လည်းအများအကျိုးအတွက်တခုအမြင်တမ်းလုပ်နေဖို့လိုတယ်လို့ထင်တာပဲလို့မဟုတ်လို့ရှိရင်အဲ့ဒီဟာတွေကိုအဲ့ဒီစိတ်တွေပျောက်သွားပြီးတော့ကိုကဘာလဲဆိုတဲ့ဟာလဲပျောက်သွားပြီးတော့ဘာမှဆက်မဖြစ်လာတော့ဘူးလို့ထင်တယ်အဲ့တော့နောက်စီဘလို့ထင်လဲဟုတ်တယ်သူများကိုလိုက်ပြီး response ပြန်နေလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့လမ်းကတွေ့ဖယ်သွားမှာကိုစသွားခြင်းနဲ့ကိုကတမျိုးဒါပေမဲ့လမ်းခုလက်မှာကိုတိုက်ခိုက်တဲ့လူရှိမယ်ဒါပေမဲ့အဲ့ဒါကိုကလိုက်ပြီးတော့မှ set ပြီးတော့မှ like fight မယ်ဆိုလို့ရှိရင်တော့